ကျွန်တော်မနေ့ကဆိုရင်ဒါနှက်ဝင်တယ်ပေါ့နှက်ဝင်တယ် Premier Show ပေါ့ဒါတော့ကြည့်ရပေါ့တော့ကြည့်တဲ့အချိန်မှာအဓိကကျွန်တော်အဲ့ကားဆိုတော့ကြည့်ချင်တာdriver ကိုဝင်းလင်းထဲရဲ့ဇာတ်ကားဖြစ်တယ်ပေါ့နော်ကိုဝင်းလင်းထဲရဲ့ကားကြီးကျွန်တော်တော်တော်လေးကြိုက်တယ်အဓိကရိုက်ချက်တွေပေါ့နော်ရိုက်ချက်တွေရမ်းလာတယ်အဆက်ရွေးတာလေးကောင်းတယ်ပေါ့အဲ့တော့ကျွန်တော်တော်တော်ကြိုက်တယ်အဲ့တော့ဒီကားကျွန်တော်ကိုယ်တိုင်မှကြည့်ချင်တယ်လို့မှကိုဝင်းလင်းထဲရှိရပြီးတော့ဖိတ်စာတောင်းပြီးတော့တွားကြည့်ရဲ့ဇက်ကားပေါ့ကျွန်တော်ဘယ်တော့မှဇက်ကားရေးဆိုရင်ကျွန်တော်ကြည့်ချင်လုံးမှာဖိတ်စာပေးပါဆိုပြီးတော့တောင်းတာမျိုးမရှိဘူးဒီကားတော့ကျွန်တော်လုံးဝဟိုမှအရန်ကိုကြည့်ချင်တဲ့ကားဖြစ်တယ်ယုံတင်မှုကိုမစောင့်နိုင်တဲ့အကြောင်းတွားကြည့်တာဗျာပြောမယ်ဆိုရင်တော့အဲ့တော့ထားပါဆိုအဲ့ကားကိုအရန်ကြိုက်တယ်ကြည့်ချင်တယ်ပေါ့ဗျာအဓိကကဘာလဲဆိုတော့ပြောတော့ကြည့်တဲ့ချိန်မှာခုံနေရမြတာခုံနေရမြတာအဓိကပွဲစီစဉ်တွေကိုစီစဉ်သူတွေကိုဟိုလောက်တာတော့မဟုတ်ပါဘူးပြစ်တင်တာလည်းမဟုတ်ပါဘူးနောက်ပြီးတော့ဒီမှာဆိုခဏအမျိုးတော်တော်များများပေါ့တော်တော်များဒီအဲ့ပွဲဖိတ်လို့တွားကြတဲ့အမှုပညာရှင်တော်တော်များများခုံနေရလည်းမရကြဘူးအဓိကဘာဖြစ်လဲဆိုတော့ကျွန်တော်မြင်တာပြောရရင်ပေါ့နော်ကျွန်တော်တော်တော်များများရုပ်ရှင်Rocker Pubပွဲတွေဒီ Premier Show ပွဲတွေတော်တော်များဖိတ်ကြပါတယ်ကျွန်တော်တော်တော်များများလည်းတွားဖြစ်ပါတယ်တွားဖြစ်တဲ့ချိန်မှာအဓိကကဘာတွေ့ရလဲဆိုတော့ဒီရုပ်ရှင်ရုံတွေကိုမဖိတ်ဖဲနဲ့ခိုးဝင်ကြည့်ကြရတဲ့သူတွေပေါ့နော်အဲ့ဒါရမ်းများအဲ့များတယ်ပေါ့ပွဲဒီ Premier Show ပွဲတိုင်းလို့အဲ့လူတစုကိုကျွန်တော်အမြဲတမ်းတွေ့တယ်မြန်မာတော်တော်တမ်းမိနေကျွန်တော်လည်းပွဲတိုင်းလို့အဲ့ရုပ်ရှင်ပွဲတိုင်းလို့ဖိတ်ခံရတော့အဓိကတော့ကန်တော်လေးရအဖွဲ့တွေပေါ့အဲ့လိုမျိုးတက်ပြောရတော့မပါရင်ခွလို့ပါကန်တော်လေးရပြီးတော့အဲ့ရုပ်ရှင်နီးနားပတ်ဝန်းကျင်မှာရှိတယ်အဓိကတော့မဖိတ်ဖဲနဲ့ခိုးဝင်ကြည့်ကြတာပေါ့နော်ဟိုလိုမျိုးအနုပညာသမားဖိတ်ပြီးတော့သူ့နောက်မှာပါလာတဲ့သူမျိုးဆိုလိုတာမဟုတ်အဓိကခဏတော့လို့မဖိတ်ဖဲနဲ့အဲ့နားမှာနေကြတဲ့ဒီရုပ်ရှင်ရုံတမရရုပ်ရှင်ရုံဘေးနားမှာနေကြတဲ့တော်တော်များတော့ကပတ်ပွဲတွေဒီ Premier Show ပွဲတွေကဒီတမရရုပ်ရှင်ရုံမှာပဲလောက်ကြတာအဲ့တော့show ဒီလိုပွဲမျိုးလုပ်ပြီးဆိုရင်အဲ့နားကလူတွေကတော်တော်များသိကြတယ်အရင်တော့ကျွန်တော်တစ်ခေါက်ပြောဘူးတဲ့အတွက်ကြောင့်မဘာတော့ဖြစ်လဲဆိုအဲ့တုန်းကဆိုရင်လူတွေကPD basic ဆိုဝင်မခံတော့နောက်ပိုင်းပိုင်းလဲ security တိုးလာတယ်ကျွန်တော်တစ်ခေါက်ပြောဘူးတယ်အဲ့လိုမျိုးဒီရှိတဲ့အတွက်ကြောင့်မို့တေချာဖိတ်စာလေးနဲ့ဖိတ်ပါဆိုအရင်ပွဲတုန်းကကျွန်တော်အဲ့လိုထောက်ပြတဲ့အတွက်ကြောင့်တချို့ပွဲလေးဆိုရင်တချို့ရေးဆိုရင်အဲ့လိုမျိုးဖိတ်စာလေးနဲ့တေချာဖိတ်လာတာရှိတယ်ဒါပေမဲ့လည်းတချို့ပွဲတွေကြောင့်လုံးဝလူမရှိတဲ့ချင်းကြောင့်လည်းယုံပြည့်ရင်ပြီးရောဆိုပြီးတော့တချို့ပွဲစီစဉ်လူတွေလွတ်ထားရလဲရှိရပါတော့နောက်ပြီးတော့နောက်ပိုင်းမှာတော့ဒီလို security လေးရှိလာတယ်သူတို့ပြပြီးတော့ဝင်ခိုင်းတယ်ပေါ့အဲ့လိုပုံစံမျိုးလေးဖြစ်လာတယ်ဒါပေမဲ့လည်းနောက်ပိုင်းအဲ့လိုယုံလူမပြည့်တဲ့တချို့ပွဲတွေဆိုရင်လွတ်ထားပြလိုက်တော့ဗျာယုံလူပြည့်တော့လဲသူတို့ဓာတ်ပုံရိုက်တဲ့ချိန်ဒီပွဲမှာဒီလိုလူတွေရှိတယ်ဆိုတဲ့အကြောင်းကိုပြသရရောက်တယ်ပေါ့ဒါပေမဲ့ဘာတွေအခက်ခဲတော့ဖြစ်လဲဆိုတော့အခုလိုပေါ့နာမည်ကြီးဇက်ကားတွေမှာကျတော့ခဏတော့လို့အနုပညာသမားတွေကတကယ်နေရာခုံမရပဲနဲ့ဒီလိုမဖိတ်ဖက်နဲ့ရောက်လာတဲ့အဲ့တွေကအရန်များတဲ့ရှင်ကျတော့သူတို့ကလည်းအဲ့ဒါပဲချောင်းနေအရန်ကောင်းတဲ့ကားဆိုလာကြည့်တယ်လာခိုးကြည့်တယ်ပေါ့လာခိုးကြည့်ကြတယ်သူတို့အရင်တော့ဆိုတက်တောက်ပြောင်မို့လာအခုနောက်ပိုင်းဆိုရင်ပွဲကိုလာတဲ့ပုံစံမျိုးပွဲဖိတ်လို့လာတဲ့ပုံစံမျိုးတက်တောက်ပြောင်ဝတ်ပြီးတော့လာတဲ့ချိန်ကျတော့ဒီ security တွေကြပြန်တော့လဲဖိတ်စာပြပါဘာညာရဲသူတို့ကလည်းမပြောရဲဘူးဘာကြောင့်လဲသူတို့ရဲ့ခံစားချက်ကိုလည်းသိတယ်တကယ်လို့အနုပညာရှင်တယောက်ကိုသူတို့မသိတဲ့အနုပညာရှင်ပေါက်အငယ်လေးတွေပေါ့နော်အဲ့လိုမျိုးသွားပြီးတော့မေးလိုက်ရင်သူတို့တက်အချက်ရပြီးတော့သူတို့တစ်ခါလေးစူငေါက်တာမျိုးတွေဖြစ်ကောင်းဖြစ်လာနိုင်တယ်ဗျအဲ့ဒါကြောင့်မို့သူတို့လည်းဖြစ်ဖူးမဲ့ထင်ပါတယ်အဲ့လိုမျိုးဖြစ်တာကြောင့်သူတို့တွေလည်းလူချင်းတွေကိုကြည့်လိုက်တယ်အခုကောင်းစားလာလေးတွေဝတ်လာတယ်ဆိုရင်ပေးဝင်လိုက်တဲ့တဘောမှရှိတယ်အဲ့အတွက်ကြောင့်မို့ပေးဝင်လိုက်တဲ့အချိန်မှာခဏတော့လို့ဒီနေ့လို့မနေ့ကလို့ဖြစ်တဲ့နောက်ဝင်တဲ့ဇက်ကားမှာဆိုရင်လူအရန်ကြိတ်တိုးပြီးတော့ခိုးကြည့်သူတွေရမ်းများတဲ့ချိန်ကျတော့တကယ်ဖိတ်ပြီးတော့တချို့ဆိုရင်ပန်းစည်းတွေတေးကြလှုပ်ပြီးတော့လာပေမဲ့လို့သူတို့အတွက်ခုံမရှိတဲ့ချိန်ကျတော့တချို့တွေဆိုရင်အနုပညာသမားတော်တော်လေးစိတ်ပြေရတဲ့
အခြေအနေမျိုးတွေရှိကုန်တာပေါ့နော်ဒါပေမဲ့ပွဲစီစဉ်လူရဲ့အမားတော့မဟုတ်ဘူးတခါကျရင်အမားမဟုတ်ပေမဲ့နောက်သတိချက်တင်တယ်ပေါ့နော်နောက်ပိုင်းလေးဆိုရင်တေချာနာမည်လေးနဲ့ဖိတ်ပြီးတော့ခုံနေရာလေးတေချာစီစဉ်ပေးတော့အကောင်းဆုံးပေါ့နော်အဲ့လိုမျိုးလေးအဓိကကအဲ့လိုပွဲအရန်နာမည်ကြီးတဲ့ကားမျိုးပို့ပြီးတော့သတိထားတယ်ပုံမှန်ကားရေးဆိုတော့လဲကျွန်တော်တော်တော်များများလည်းကြည်ပူပါတယ်ဒီအဓိကကျွန်တော်မြင်ရတာတော့အဲ့လိုမျိုးတော်တော်သိတာပါတယ်ဟိုပွဲရဝင်အဲ့အဓိကကန်တော်လေးတဝိုက်ပြီးတော့ဒီအဲ့နာတချို့အဲ့လိုမျိုးလေးပေါ့နော်လာပြီးတော့ကြည့်ကြတာခိုးဝင်ကြည့်ကြတာပေါ့နော်အယောင်လွယ်ပါတယ်ကျွန်တော်အခုပြောနေတဲ့ဟာလေးကိုချင်းနေကြည့်ပြီးတော့တကယ်လို့သမရရုပ်ရှင်အောင်မှာဒီနေ့ပွဲရှိရဆိုရင်အဲ့လိုဟိုကောင်းစားလာလေးဝုတ်ပြီးတော့တွားပြီးတော့ခိုးကြည့်လို့ရနိုင်ပါတယ်လို့ဒီကနေချိန်ပေးလိုက်ပါတယ်